ကျွန်တော် client meeting နဲ့ meeting room လေးသုံးချင်လို့ပါဘယ်ချိန်လောက်အောင်လဲမသိဘူးခင်ဗျဟုတ်ရပါတယ်ဘယ်ချိန်လောက်လို့ရင်လဲဗျကြာချိန်ကတော့ချိန်ကတနားရီခွဲ2နာရီလောက်ပါပဲတောက်ကြညနေလောက်ရမှာလားဗျတောက်ကြညနေတောက်ကြညနေကမရဘူး CEO နဲ့ client နဲ့ meeting ရှိတယ်ဒါဆိုမနေ့ပိုင်းရောတောက်ကြနေရောမနေ့ပိုင်းကကြတော့ client နဲ့မတွေ့ခင် CEO က writer နဲ့အရင်ဆွေးနွေးချင်တယ်ဆိုပြီး meeting room ယူထားတယ်ဗျကြာတာပရင်းညနေရောရလားဗျကြာတာပရင်းညနေမှာက writer CEO နဲ့မတွေ့ခင်သူ manager ရင်းနဲ့အရင်စကားပြောချင်တယ်ဆိုပြီး meeting ယူထားတယ်ဗျမနက်ခင်းရောမနက်ပိုင်းကကြတော့ manager ကသူ writer နဲ့စကားမပြောခင် team နဲ့အရင်ညှိချင်တယ်ဆိုပြီးတော့ meeting room ယူထားတယ်ဗျကဲဒါဆိုဘုဒ္ဓဟူးပြန်မနက်ဖြန်ပေါ့မနက်ဖြန်နော်မနက်ဖြန်လည်းမရဘူး team နဲ့လူတွေက manager နဲ့စကားမပြောခင်ချင်းချင်းညှိဖို့ meeting room အားလာမေးထားသေးတယ်ဆိုတော့မရတော့ဘူးဒီပတ်ထဲမရဘူးဆိုနောက်တစ်ပတ်ထဲရောတင်းနာလောက်ရလားဗျတင်းနာ weekly meeting ရှိတယ်လေတရုံလုံးပဲတနေ့ကုန်အင်္ဂါဗျာအင်္ဂါနေ့ကကြတော့ weekly meeting မှာပြောခဲ့တဲ့ဟာတွေကိုဒါ team လိုက်ပြန်ပြီးတော့ဆွေးနွေးကြမှာမနေ့ပိုင်းက HR ညနေပိုင်းက marketing အဲသူတို့ယူထားတယ်ဒါဆိုနောက်တစ်ပတ်ကြာတာပရိရောနောက်တစ်ပတ်ကြာတာပရိနော်ကြာတာပရိကအရေးကြီးတယ် meeting တွေများလို့ meeting တွေ short ချဖို့ meeting လုပ်ဖို့ရှိတယ်တရုံလုံးတက်ရမှာဗျလောက်တင်တာပေါ့ဗျာကောင်းပါတယ်အဲ့ဆိုဗုဒ္ဓဟူးအဲ့နေ့ကအဲ့ meeting တွေ short ချဖို့ meeting မှာဘာပြောမလဲဆိုတာဆွေးနွေးကြဖို့ meeting ရှိတယ်ဗျဒါဆိုတောက်ကြရောတောက်ကြပါကြာ meeting တွေ short ချဖို့ meeting ကရလာတဲ့ဆုံးဖြတ်ချက်တွေကိုဘယ်လိုအကောင့်ထဲပေါ်ရမလဲဆိုတာကိုလုပ်ငန်း meeting ပေါ့ဗျာအဲ့ဒါ manager တွေကြီးပဲသူတန့်ဆွေးနွေးကြလိုက်မယ်အဲ့ meeting ရှိတယ်နောက်တစ်ပတ်လည်းမရဘူးအဲ့တော့နောက်တစ်ပတ်နော်တင်းနာနေ့က weekly meeting နော်အင်္ဂါနေ့က team နဲ့ weekly meeting ဟုတ်တယ်နော်ဟုတ်တယ်အဲ့ဒါဆိုဗုဒ္ဓဟူးနော် meeting တွေ short ချရေး meeting ကရလာတဲ့ဆုံးဖြတ်ချက်တွေပေါ့လုပ်ငန်းအစီအမံတွေကို manager တွေကနေပြီး writer တွေကိုပြန်တင်ပြမဲ့အစီရင်ခံမဲ့ meeting ပေါ့ဗျာအဲ့ဒါရှိတယ်ဗျနောက်လာမဲ့နှစ်ပတ်ဗုဒ္ဓဟူးကအဲ့ဒါ weekly meeting မှာပြောလို့မရဘူးလားမရဘူးအဲ့ဒါအရေးကြီးတယ်သက်ပြောမှရမှာကျွန်တော်တို့ meeting တွေရမ်းများနေတာဟောဒါဆိုကြာတာပရိဗျာနောက်တစ်ပတ်ကြာတာပရိနော်meeting short ချရေးကိစ္စတွေကို writer တွေနဲ့ CEO နဲ့နောက်ဆုံးအကျိတ်နဲ့ဗျာအကျိတ်လဲဆွေးနွေးကြမဲ့ meeting ရှိတယ်အဲ့ဒါလေအရေးကြီးတယ်ဗျဟာတော်ပြီဗျာကျွန်တော် meeting တော့အားရရတာပြောတော့ဟုတ်နော်ခေါ်ကျွန်တော်ကြည့်ပေးမယ်နော်ခဏဟာစက်တင်ဘာ3ရက်နေ့အားတယ်ဗျစက်တင်ဘာ3ဆိုနောက်လာမဲ့နှစ်ပတ်ကြာတာပရိပေါ့မဟုတ်ပါဘူးစက်တင်ဘာ3ရက်2035ခုနှစ်